မင်္ဂလာပါသဆိုးမပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိမကကာပူနာရာစားနေတယ်ဆိုတာနဲ့ကျွန်တော်မိမအတွက်ကာပူနာရာရဲ့ကျွန်တော်အတွက်ကတော့ creamy pesto လေးရဲ့လုပ်ဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ spaghetti ဆိုတာကိုဆိုင်မှာဝယ်စားစရာမလိုဘဲနဲ့အိမ်မှာပဲလွယ်တကူချက်စားလို့ရအောင်လို့ပြပေးထားပါတယ်အရင်ကအနေနဲ့ခောက်ဆွဲစားပြီးတော့ပြုတ်ဖို့အတွက်ပြင်ဆင်ပါမယ်ကျွန်တော်ကတော့အိုးရဲ့ကိုရေးရဲ့စားရဲ့မြေကောင်းတွေထည့်ပြီးတော့တည်ထားပေးပါတယ်ခင်ဗျာပြီးသွားရင်တော့မက်ခရိုကနေပြီးတော့ဝယ်ထားတဲ့ spaghetti ခောက်ဆွဲလေးကိုလည်းပြုတ်ထားပေးပါတယ်ကျွန်တော်ကတော့ spaghetti ခောက်ဆွဲလေးကိုခမန်းကြီး10မိနစ်ဝန်းကျင်လောက်ပြုတ်ပေးထားပါတယ်ခင်ဗျာ spaghetti ခောက်ဆွဲလေးရရမယ်ခောက်ဆွဲလေးတွေမကတ်သွားအောင်လို့ကျွန်တော်ကတန်လူစီလေးထည့်ပြီးတော့မှွေထားပေးပါတယ်ထမအောင်ဆုံးအနေနဲ့စားချက်ဖို့အတွက်ပြင်ဆင်ပါမယ်ကျွန်တော်ကတော့ white onion ကို3ပုံပုံတစ်ပုံလောက်သုံးထားပါတယ်ပြီးတော့ကြက်သွန်ဖြူလေးကိုလည်း3မှန်ခန့်လောက်သုံးထားတယ်ပြီးရင်တော့ကျွန်တော်ကနှုတ်နှုတ်စင်ထားပေးပါတယ်ခင်ဗျာဒီနေ့ကြက်သွန်ဖြူလေးရပြီဆိုရင်ကျွန်တော်ကဘေကွန်ကိုစပြီးတော့ကြော်ဖို့အတွက်ပြင်ဆင်ပါမယ်စပါဂက်တီနှစ်ပွဲစာအတွက်ဘေကွန်ကိုကျွန်တော်က4ပြားခန့်လောက်သုံးထားပါတယ်ဘေကွန်ကိုကျွန်တော်တို့က crispy လေးကြိုက်ကြမို့လို့ crispy ဖြစ်တဲ့အထိဘေကွန်လေးကိုကြော်ထားပေးပါမယ်ခင်ဗျာပိတ်တင်အတွက်လည်းကျွန်တော်ကဘေကွန်ကိုအပြားကြီးကြီးလေးထပ်ပြီးတော့ကြော်ထားပေးပါရခင်ဗျာဘေကွန်လေးတွေရတာနဲ့ကျွန်တော်ကကာဘိုနာရာချက်ဖို့အတွက်ကာဘိုနာရာဆော့စ်စလုပ်ပါမယ်ခင်ဗျာကာဘိုနာရာအတွက်ကျွန်တော်ကကျုံအနှစ်ကိုပဲအသုံးပြုပါတယ်ပြီးရင်တော့ whipping cream လေးနည်းနည်းထည့်ပြီးတော့ parmesan cheese နည်းနည်းရဲ့အရုပ်ကောင်းလေးနည်းနည်းရဲ့ထည့်ထားပေးပါရခင်ဗျာပြီးတော့ကျွန်တော်လုပ်ခဲ့တဲ့ကာဘိုနာရာဆော့စ်ကိုမှွေထားပေးပါရခင်ဗျာအရင်ဆုံးကာဘိုနာရာဆက်ချက်ဖို့အတွက်ကျွန်တော်ကတန်မီမီလေးအနှဲငယ်ဦးထဲကိုထည့်ထားပေးပါတယ်ပြီးတော့white onion နဲ့ကြက်သွန်ဖြူနဲ့ကိုစီလေးနည်းနည်းလောက်တတ်ထားပြီးသွားရင်တော့အနံ့လေးမှုန်းလာပြီဆိုရင်တော့ကျွန်တော်ကတော့ကာဘိုနာရာဆော့စ်ကိုလောင်းထည့်လိုက်ပါတယ်ကျွန်တော်မိမက frozen mushroom လေးလည်းကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မခူကဝယ်ထားတဲ့ frozen mushroom လေးလည်းကျွန်တော်ကထည့်ထားပေးပါတယ်တော့ပြုတ်ထားတဲ့ spaghetti ခောက်ဆွဲလေးကိုထည့်ထားပေးပါရခင်ဗျာရလာတော့ကတော့ကျွန်တော်ကစားရည်မျိုးကောင်းရထည့်ထားပေးပါတယ်အနည်းငယ်လေးမှုထားပြီးသွားရင်တော့ကာဘိုနာရာလေးရပါပြီခင်ဗျာကာဘိုနာရာလေးရပြီဆိုတာနဲ့ကျွန်တော်က plating လေးကိုတေချာလုပ်ပြီးတော့အပေါ်ကနေပြီးတော့ဘေကွန်ရဲ့ parmesan cheese လေးရဲ့ကိုဖြူထားပေးပါရခင်ဗျာပြီးတော့ကျွန်တော်တို့ပစူလေးချက်ဖို့ပြင်ဆင်ပါမယ်ထုံးစံတိုင်းတန်လွင်စီလေးနဲ့ငယ်ထည့်ပြီးတော့ white onion ရဲ့ဂါးလေးရဲ့ကိုစီတက်ထားပေးပါမယ်ခင်ဗျာပြီးရင်ကျွန်တော်ကြိတ်ထားတဲ့ pesto piece ကိုနှစ်စုံလောက်ထည့်ထားပေးပါတယ်ကျွန်တော်ကခွန်မီလေးစားနေတာဖြစ်တဲ့အတွက်လည်း whipping cream လေးကိုထည့်ထားပေးပါရခင်ဗျာပြီးရင်parmesan cheese လေးအနည်းငယ်ရဲ့ spaghetti ခောက်ဆွဲရေးထည့်ပြီးတော့ကျွန်တော်ကမှုထားပေးပါရခင်ဗျာအရသာတော့ကိုလည်းစားရဲ့ငရေကောင်းလေးအနည်းငယ်ကိုထည့်ထားပေးပါရခင်ဗျာpesto spaghetti လေးလည်းရပြီဆိုတာနဲ့ကျွန်တော်က plate လေးကိုတေချာပြင်ထားပေးပါရခင်ဗျာဘေကွန်ရဲ့ parmesan cheese ရဲ့ကိုလည်းအပေါ်ကနေပြီးတော့ topping နဲ့ထည့်ထားပေးပါရခင်ဗျာအရန်ကိုမှအရသာရှိရဲ့ကာဘိုနာရာလေးရဲ့ creamy spaghetti လေးရဲ့ရပါပြီခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်like and subscribe လေးလည်းပြုလုပ်ခဲ့ပေးပါဦးနော်